ဗုဒ္ဓဟောကြားကံ၄ပါးအကြောင်းတရားဒေသနာတော်မြတ်စွာဘုရားဟာကမ္မဝါဒီကရိယာဝါဒီဘုရားမှန်သမျှကံတရားနဲ့ပတ်သက်ပြီးဟောပြောတယ်ကံတရားရှိတယ်လို့ဟောပြောတယ်ကံတရားဆိုတာပြုလုပ်လို့ဖြစ်တယ်ဆိုတာလေမြတ်စွာဘုရားဟောတယ်ကမ္မဝါဒီကရိယာဝါဒီကံအကြောင်းကိုဟောပြောလေးရှိတယ်အဲ့တော့လောကမှာကံကိုညှင်းပယ်တဲ့ဝါဒတွေရတာရှိသေးတယ်ကံကိုညှင်းပယ်ခြင်းကံ၏အကျိုးကိုညှင်းပယ်ခြင်းအကြောင်းမှန်သမျှကိုညှင်းပယ်ခြင်းလူဘဝရလာတဲ့ပုဂ္ဂိုလ်တွေဟာအတွေးခေါ်အမျိုးမျိုးဘာသာယူဝါဒမျိုးမျိုးရှုံချမှုအမျိုးမျိုးနဲ့ဘဝခရီးကိုဖြတ်သန်းနေကြတာဖြစ်တယ်ထူးဆန်းတဲ့အတွေးခေါ်တွေနဲ့မိမိတို့ယုံကြည်ရကိုပြုလုပ်လို့ရှိတာလူတွေရဲ့သဘာဝပဲဖြစ်တယ်ဘာသာတရားဆိုပြီးတော့လိုက်နာကျင့်သုံးမှုကအမှန်တမ်းမျိုးစုံတယ်မကြားဘူးတဲ့အရာတွေလည်းပဲလောကမှာရှိအောင်ပါပဲယုံကြည်ခြင်းနဲ့ပြုလုပ်နေကြတာမိမိတို့ယုံကြည်ခြင်းနဲ့ပြုလုပ်နေတဲ့အရာခတ်သိမ်းဟာကောင်းကျိုးဆိုးကျိုးနှမျိုးတွေနဲ့ကောင်းကျိုးကိုရနိုင်သလားဆိုတော့အများကကောင်းကျိုးချမ်းသာကိုရဖို့မတမခရဲနေလှုပ်ဆောင်မှုတွေအမျိုးမျိုးရှိတယ်ပေါ့နော်လူတွေရဲ့ယင်ထဲမှာရှိတဲ့ကိရိတာအညစ်အကြေးတွေကိုစင်ကြယ်ဖို့အတွက်အတွေးခေါ်မျိုးမျိုးနဲ့ခန္ဓာကိုယ်ရေချိုးတန်းစင်မဲ့ဆိုရင်အဲ့ဒီမကောင်းတဲ့အကုသိုလ်တွေကတန်းရှင်းသွားစေနိုင်တယ်လွတ်မြောက်နိုင်တယ်လို့ယုံကြည်ပြီးတော့အေးပြီဆိုတဲ့ဆောင်ရသည်ကြီးမှာဒီနေ့၃ချိန်ရေချိုးတဲ့ပုဂ္ဂိုလ်လည်းရှိတယ်ဒါသူရဲ့ယုံကြည်ချက်ကညမှာဖြစ်တဲ့အကုသိုလ်တွေကိုမနေ့ကျတော့ရေထဲမှာမျောပစ်တယ်ဆိုတဲ့အယူဆနဲ့ဥဒကသုတ်တိရှည်နဲ့တန်းစင်ဆေးကြောခြင်းအပြင်သူတဏ္ဍမှာရှိတဲ့အကုသိုလ်တွေညစ်ကြေးတွေပျောက်ကဲနေလို့ယုံကြည်တဲ့လည်းလှုပ်ဆောင်ကြခဏခေတ်ထီအောင်အဲ့ဒီယုံကြည်မှုတွေဘာသာတွေရှိနေသေးတယ်ဥဒကသုတ်တိကဘာသာလို့ပြောလို့ရတယ်ရှည်နဲ့တန်းစင်ဆေးကြောတဲ့ဘာသာအဲ့လိုမျိုးလို့ပဲအချင်းမျိုးဆိုလူတွေဟာတီထွင်ပြီးတော့ရှုံကြည်ခြင်းနဲ့လိုက်နာကျင့်သုံးနေကြတာဖြစ်တယ်ထို့သောလှုပ်ဆောင်ခြင်းဟာဘာကြောင့်လဲလို့အဖြေထုတ်မယ်ဆိုလို့ရှိရင်တော့လူတွေရဲ့တဏ္ဍမှာရှိတဲ့တကယ်အညစ်အကြေးဆိုတာဘာလဲထိုအညစ်အကြေးကိုတန့်ရှင်းအောင်ဘယ်လိုလုပ်ရမလဲဘယ်အရာတွေကတန့်ရှင်းနိုင်သလဲဆိုတာတွေအမှန်မသိလို့ဖြစ်နေတာပဲဖြစ်တယ်တော့ကမှအမှန်မသိတဲ့အခါမှာအမှန်မသိဘူးဆိုတာအမှားသိနေတယ်အမှားသိနေတဲ့အတိုင်းလိုက်နာကျင့်သုံးတော့ဘာသာတရားမျိုးစုံကိုယုံကြည်ရလိုက်နာပြီးတော့နေကြတယ်ကောင်းကျိုးချမ်းသာဖြစ်ထွန်းဖို့ဆိုတာအမှန်တမ်းခဲရင်တယ်လို့ဆိုရမှာဖြစ်တယ်ပေါ့ဘာသာဝါဒအယူဆတွေကလည်းအလွန်များတယ်မြတ်စွာဘုရားလက်ထက်ကတည်းကကုသကံဆိုတာမရှိဘူးအကုသကံဆိုတာမရှိဘူးမရှိုံနဲ့မဟုတ်ဘူးကုသအကုသဆိုတာလုံးလို့ကိုမရဘူးမရှိလို့လုံးတယ်လို့ထင်မိမဲ့လို့လုံးလို့မရဘူးဆိုပြီးတော့ကံတရားကိုညှင်းပယ်တဲ့ဝါဒလည်းရှိခဲ့ဘူးအကြောင်းတရားမှန်သမျှကောင်းစားခြင်းအပြစ်ဖြစ်ခြင်းလူတယောက်ဟာကောင်းကျိုးဆိုးကျိုးရခြင်းမှာဘာအကြောင်းတရားမှမရှိဘူးသူဖြစ်ခြင်းလို့ဖြစ်တာလို့ဒီလိုယူဝါဒယူတဲ့ပုဂ္ဂိုလ်လည်းရှိတယ်ဘယ်ရပဲဖြစ်
လက်ရှိအနေထားတစ်ခုကုံဆုံးသွားလို့ရှိရင်နောက်ထပ်ဖြစ်ဖို့မရှိဘူးလို့ဥစ္စေတာယူဝါဒယူတာလည်းရှိတယ်အေးဘဝဆိုတာတစ်ခါပဲနောက်ထပ်မရှိဘူးနောက်တစ်ခါလောကမှာထာဝရမြဲတယ်ဆိုတာခုနှစ်မျိုးပဲရှိတယ်ကျန်တာတွေကဘယ်ရမှမမြဲဘူးတချို့မြဲတချို့မမြဲဆိုတဲ့ဧကိစ္စတတ္တဝါဒထာဝရနဲ့ထာဝရမဟုတ်တဲ့အရာလောကမှာထာဝရရှိတယ်ဆိုတာဘာတော့ပထဝီဒီပထဝီအာဘောတိဇောဝါယောဆိုတဲ့ဓာတ်ကြီးလေးပါးထာဝရရှိတယ်ဒုက္ခဒုက္ခဆိုတဲ့ချမ်းသာဆင်းရဲဆိုတာလေထာဝရရှိတယ်စီဝဆိုတဲ့အသက်ဟာလည်းထာဝရရှိတယ်အဲ့ဒီခုနှစ်ခုကလွှဲရင်ကျန်တာတွေကတစ်ခုမှထာဝရမဟုတ်ဘူးလို့ဒီလိုယူဆတဲ့ယူဝါဒလည်းရှိတယ်အဲ့တော့လောကမှာအယူဆတွေအမြဲတမ်းများတယ်ပေါ့အမြဲတမ်းများလို့မာရွေးနဲ့ချင်းစစ်တွေကိုကျင့်ပြီးဒုက္ခရောက်ကြဖះလောင်းသည်ပဲနဲ့ဘာသာယူဝါဒတွေနဲ့ပတ်သက်ပြီးတော့6နှစ်ပတ်လုံးလွဲမှားစွာလမ်းကြောင်းကိုလိုက်ခဲ့သေးတယ်6နှစ်တောင်ကြာအောင်ကျင့်ခဲ့တာဖြစ်တယ်အဲ့ဒါလွဲမှားပြီးတော့ကျင့်တဲ့အကျင့်ဒုက္ခရစရိယာလို့ခေါ်တယ်ခက်ခဲပင်မနဲ့အကျင့်ကိုကျင့်မှကိုလိုချင်တဲ့ပန်းနိုင်ကိုရောက်မယ်ဆိုတဲ့ရွှေကျင့်နဲ့ကျင့်သုံးခဲ့တာသို့တော့ဆင်းရဲဒုက္ခကြုံရခြင်းဒုက္ခသာလည်းဖတ်တင်ပြီးတော့ရက်လက်ကောင်းထွက်မလာဘူးအဲ့လိုလောကမှာဘာနဲ့ဥပမာတူတော့ဆိုရင်ကုန်းပေါ်မှာရွက်တိုက်နေတာနဲ့အလားတရတူတယ်သဲတွေကိုစုံထဲထည့်ပြီးတော့စီထွက်အောင်ကြိတ်နေတာနဲ့တူတယ်ပေါ့အကျိုးရက်လက်တစ်ခုမှမရှိတဲ့ဆောင်ရွက်မှုမျိုးအဲ့မျိုးတွေဖြစ်သို့တော့အသိဉာဏ်မလုံလောက်သည့်အတွက်ကြောင့်မှားရွံ့တဲ့အကျင့်ကိုအမှန်ထင်ပြီးတော့ကျင့်နေကြတာအဲ့ဒါနဲ့ပတ်သက်ပြီးတော့လူတွေလှုပ်ဆောင်နေတဲ့ကံတရားတွေရသော်ဗျာရှင်လင်းဟောကြားထားတယ်အဲ့ဒီတုတ်တန်လေးကိုဒီကနေ့နာယူမှတ်သားကြည့်အောင်လွယ်မှားစွာကျင့်နေတဲ့ပုဂ္ဂိုလ်2ယောက်ကိုဟောတဲ့ဘုရားဟောကြားကံ4ပါးကံ4မျိုးခွဲပြီးတော့ဟောကြားထားတာလေးကိုမှတ်သားတုတ်နာမည်ကကုက္ကုရဝတ္တိကတုတ်လို့ခေါ်တယ်မဇ္ဈိမနိကေမှာပါတဲ့ကုက္ကုရဝတ္တိကကုက္ကုရဆိုခွေးဝတ္တဆိုတာသူ့ရဲ့အကျင့်သီလကိုလိုက်နာကျင့်သုံးခြင်းဝတ္တဆိုတာအဲ့ဒီဝတ္တခွေးရဲ့အကျင့်ကိုလိုက်နာတဲ့ပုဂ္ဂိုလ်ကုက္ကုရဝတ္တိကလို့အဲ့တော့တိရစ္ဆာန်တွေကောင်ရဲ့အကျင့်ကိုတမိုးထားနေတဲ့သဘောဖြစ်တယ်ပေါ့နော်အဲ့ဒါနဲ့ပတ်သက်ပြီးတော့ပုဂ္ဂိုလ်2ဦးမြတ်စွာဘုရားကကောလိယတိုင်းဟလိဒဝတ္တနဆိုတဲ့ဏိကုံရွာကြီးမှာသတင်းသုံးနေတယ်ကောလိယတိုင်းကဟလိဒဝတ္တနဆိုတာဟလိဒဆိုတာနွင်းကိုခေါ်တာပေါ့ဟလိတိတို့ဟလိဒနွင်းအောင်ဆိုးထားတဲ့အဝတ်ကိုဟလိဒဝတ္တနနွင်းအောင်ဆိုးထားတဲ့အဝတ်အဲ့ဒါနဲ့အကြောင်းပြုပြီးတော့အဲ့ဒီဏိကုံရွာကြီးတီထောင်တဲ့အချိန်တုန်းကအဝါရောင်ကိုခပေးလို့ဟလိဒဝတ္တနလို့ခေါ်တဲ့သဘောရှိကောလိယတိုင်းမှာအဲ့ဒီဏိကုံရွာကြီးမှာမြတ်စွာဘုရားခိတ္တခဏရောက်ရှိပြီးတော့သတင်းသုံးနေတယ်အဲ့လိုသတင်းသုံးနေတဲ့အချိန်မှာမြတ်စွာဘုရားစီလာရောက်တဲ့ပုဂ္ဂိုလ်တွေထဲမှာထူးခြားတဲ့ပုဂ္ဂိုလ်2ဦးဟာဘုရားစီရောက်လာတယ်သူတို့ကဘာထူးခြားတာတော့ဆိုရင်သူတို့အမူအရာထူးခြားတယ်အဲ့ဒီကောလိယတိုင်းမှာနေထိုင်တဲ့
ကောလိယတိုင်းသားပုံနာဆိုတဲ့ပုဂ္ဂိုလ်နဲ့သေနိယဆိုတဲ့ပုဂ္ဂိုလ်ပုံနာဆိုတဲ့ပုဂ္ဂိုလ်ကကောလိယတိုင်းသားဖြစ်ပြီးတော့သူ့ရဲ့ယုံကြည်ချက်ကဘာတော့ဆိုလို့ရှိရင်နွားအကျင့်ကိုရှုံကြည့်ပြီးတော့နွားလို့နေနွားလို့ထိုင်ခြင်းအပြင်သူဟာဒီကောင်းရသူဒီဘုံရောက်လိမ့်မယ်နတ်ပြည်ရောက်လိမ့်မယ်ဒီအကျင့်နဲ့တကိုးကြီးတဲ့နတ်ဖြစ်နိုင်တယ်လို့သူယုံကြည်ချက်ရှိတယ်ကောင်းမဲ့ထင်လို့ကျင့်တာပဲနွားလို့ကျင့်တာနဲ့ဒီအကျင့်ကြောင့်နတ်ရင်လည်းဖြစ်မယ်သို့မဟုတ်တကူကြီးတဲ့နတ်ကြီးနတ်မင်းကြီးရင်လည်းဖြစ်မယ်သို့မဟုတ်နတ်မင်းနဲ့နတ်တူလည်းဖြစ်နိုင်တယ်နတ်ပြည်ရောက်တယ်လို့ယုံကြည်ချက်နဲ့လုပ်တာပဲသူကယုံကြည်မှုကတော့တော်တော်ထူးဆန်းတဲ့အကျင့်တစ်ခုပဲเนาะသူနဲ့မိတ်ဆွေတယောက်ကတော့အစေလကဘာသာဝင်အဝမို့တဲ့ခိုင်ပေါ့ဝလိစလစ်နေတဲ့ခိုင်ဒီကနေ့ခေတ်မှာလည်းအဲ့ဒါတွေရှိတယ်နိကက်တွေနော်အဝမို့တဲ့လူတွေရှိတယ်သူကအဲ့ဒီလိုပဲအဝမို့တဲ့ပုဂ္ဂိုလ်သူ့နာမည်ကတော့သေနိယလို့ခေါ်တယ်သူတို့ကမိတ်ဆွေနှစ်ဦးအကျင့်ကြတော့ဘာကျင့်တော့ဆိုရင်ခွေးအကျင့်ကိုစောင့်တည်ထားတာတသလုံးခွေးလို့နေမယ်ခွေးလို့စားမယ်ခွေးလို့သွားမယ်ခွေးလို့အိပ်မယ်ခွေးအမှုရာတွေအားလုံးကိုသူကလက်ခံကျင့်တော့တယ်သူရွယ်ချက်ကလည်းပဲခွေးလို့ကျင့်လို့ပြည့်ပြည့်စုံစုံကျင့်နိုင်လို့ရှိရင်တကိုးကြီးတဲ့နတ်ကြီးဖြစ်နိုင်တယ်လို့အဲ့လိုလွဲမှားစွာယုံကြည်မှုတွေနဲ့သူတို့ဟာကျင့်တာနှစ်ပေါင်းများစွာကျင့်လာတယ်မြတ်စွာဘုရားစီသူတို့တန်ငယ်ချင်းနှစ်ဦးဘုရားစီရောက်လာကြတယ်ရောက်လာတဲ့အခါမှာဒီနွားကျင့်တဲ့ပုံနာကမြတ်စွာဘုရားကိုတယုတ်တသိရှိခိုးပြီးတနေရာမှာထိုင်နေတယ်သူကတော့လူလိုနေတဲ့သဘောရှိတယ်အဲ့ဒီချိန်ဘုရားကိုရှိခိုးတယ်ရှိခိုးပြီးတော့တနေရာမှာထိုင်တယ်သို့တော့ဝလိစလစ်နေတဲ့ခွေးလိုကျင့်တဲ့သေနိယကတော့သို့မြတ်စွာဘုရားစီရောက်လာတဲ့အခါမှာရှင်ကြီးကြီးမြတ်စွာဘုရားကိုနှုတ်ဆက်စကားပြောတယ်အဲ့ဒီချိန်ဒီမှတော့သူကခွေးလိုတော့မဟုတ်တော့ခွေးကစကားမှမပြောတတ်တာနော်အဲ့ဒီကျတော့ခွေးကျင့်ခဏထားပြီးတော့လူလိုနှုတ်ဆက်စကားပြောတယ်ပြောပြီးတဲ့အခါမှာစကားပြောပြီးတဲ့အခါမှာသူ့အမှုရာပြောင်းသွားတယ်လူလိုမနေတော့ဘူးဘုရားရှိခိုးမှာခွေးလိုဝတ်နော်ခွေးပုံစံခွေးအမှုရာမျိုးနဲ့ရသော်ဘုရားရှိခိုးမှာဒီလေးဘက်သွင်းပြီးတော့ဘုရားရှိခိုးမှာဝတ်တယ်ခွေးဝတ်တယ်လို့ဝတ်နေတယ်အဲ့ဒီမှာနွားလို့ကျင့်တဲ့ပုံနာကမြတ်စွာဘုရားကိုလျှောက်တယ်ရှင်ဘုရားတဲ့ဒါတပည့်တော်ရဲ့တန်ငယ်ချင်းဝလိစရိတ်ကျင့်တဲ့ခွေးကျင့်ကိုလိုက်နာကျင့်သုံးတဲ့သေနိယဖြစ်ပါတယ်သူဟာအဲ့ဒါမှလူတကမလုံးနိုင်တဲ့အကျင့်ကိုသူကျင့်နေတာဖြစ်တယ်အစာစားတဲ့အခါမှာမြေကြီးပေါ်ချကျွေးတာကိုပဲသူစားတယ်ခွေးလို့ပေါ့နော်မြေကြီးပေါ်ပုံကျွေးမှစားတယ်ခွေးကျင့်ကိုကျင့်နေတယ်သူဟာနှစ်ပေါင်းများစွာခွေးကျင့်ကိုစောင့်တည်ထားပြီးတော့ပြည့်ပြည့်ဝဝခွေးကျင့်ကိုကျင့်နေစေဖြစ်ပါတယ်တဲ့သူ့ရဲ့နောက်ဘဝမျောလင်းချက်ကဘာများဖြစ်နိုင်မလဲ
ခွေးကျင့်ကိုတော့သူကယုံကြည်ချက်နဲ့အပြည့်အဝကျင့်နေသူဖြစ်တယ်နောက်ဘဝမှာသူဘာဖြစ်လာနိုင်တယ်လဲဖျားကိုအဲ့ဒါပုံနာအစပြီးတော့မေးလိုက်တာပြီးတော့မြတ်စွာဘုရားကပုံနာဒီမေကုန်းငါမမေးပါနဲ့မမေးပါနဲ့မင်းငါတခါမဟုတ်ပါဘူးဖျားဆိုပြီးတော့ထပ်မေးပြန်တယ်မြတ်စွာဘုရားဒုတိယအကြိမ်နဲ့မင်းငါမမေးပါနဲ့ဒီမေကုန်းကိုမမေးပါနဲ့တတိယအကြိမ်တခါထပ်ပြီးတော့လျှောက်ပြန်တယ်အဲ့ဒီအချိန်မှာလဲသူကထပ်မေးပြန်တယ်သုံးချိန်တိုင်တိုင်ဘုရားကမမေးပါနဲ့ဆိုတာထပ်မေးတော့မြတ်စွာဘုရားပါပြောတော့အေးပုံနာငါကဒီမေးကုန်းမမေးပါနဲ့လို့မင်းပြောရတဲ့နဲ့မင်းကမရမကငါ့ကိုမေးတယ်အဲ့လိုဆိုရင်တော့ငါဖြေရတာပေါ့ကွာမင်းမေးတော့လည်းငါဖြေလဲရတာပေါ့လောကမှာတဲ့ကုက္ကုရဝတ္တဆိုရယ်ခွေးအကျင့်ကိုအပြည့်အဝစင်စမပြတ်ကျင့်သုံးမယ်ခွေးရဲ့အမှုအရာတွေကိုလိုက်နာကျင့်သုံးမယ်ခွေးစိတ်မွေးမယ်ခွေးလှုပ်တာမျိုးမှန်သမျှအကုန်လှုပ်တယ်ဆိုရင်နော်အဲ့ဒီကုက္ကုတဝတ္တိပတ္တဆိုရယ်ခွေးကျင့်တဲ့ပုဂ္ဂိုလ်ပြည့်ပြည့်စုံစုံသူအကယ်၍ကျင့်သွားလို့ရှိရင်တော့သေတဲ့အခါမှာခွေးဖြစ်မှာပဲသေရင်တော့ခွေးဖြစ်ဖို့ပဲရှိတယ်ခွေးပဲဖြစ်မယ်အကယ်၍သူစိတ်ထဲမှာခွေးလူကျင့်တာဟာနောက်ဘဝမှာတကူကြီးတဲ့နတ်မင်းတော်၎င်းနတ်သားတူတော်၎င်းဖြစ်မှာပဲနတ်ပြည်ရောက်မှာပဲလို့ဒီလိုယုံကြည်ချက်အမြင်ရှိတယ်ဆိုရင်အဲ့ဒါမှားနေတယ်အဲ့ဒီအမြင်မှားတဲ့အမြင်ဖြစ်နေမှားတဲ့အမြင်ရှိသူအတွက်လာရဂတိဟာနှမျိုးပဲရှိတယ်ငရဲနဲ့တိရစ္ဆာန်ရွှေချက်မှားပြီးတော့လုံးနေတဲ့အလုပ်တွေမှန်သမျှငရဲကြရင်လည်းကြမယ်တိရစ္ဆာန်ဖြစ်ခြင်းလည်းဖြစ်မယ်အဲ့ဒါမစ္ဆဒိဋ္ဌိဆိုတာမာရွေးနဲ့အမြင်တစ်ခုနဲ့လုံနေတာအဲ့လုံနေတဲ့အလုပ်တွေဟာတမန်အပြင်ဘာမှပြည့်မရှိဘူးလို့ထင်ကောင်းထင်နေမယ်သို့တော့မာရွေးမှုအခြေခံထားလို့ရှိရင်တော့ငရဲဘုံရောက်ချင်တဲ့ရောက်သွားမယ်မရောက်ရင်တော့ပြိတ္တဟုတ်တိရစ္ဆာန်ဖြစ်မယ်တိရစ္ဆာန်ဘဝဆိုတာအညမညခါရိကဒုဗ္ဗလခါရိကအချင်းချင်းပြန်လန်းစားနေတဲ့ဘဝဆိုအဲ့ဒါမှကာကွယ်မှုကင်းမဲ့နေတဲ့ဘဝတစ်ခုလူတွေကလည်းနှိမ့်ဆက်တယ်အချင်းချင်းလည်းနှိမ့်ဆက်တယ်တိရစ္ဆာန်ဆိုတာလည်းမျိုးပေါင်းကအမှန်တမ်းများတယ်အဲ့ဒါကိုဒီမိစ္ဆာဒိဋ္ဌိမှားရွေးတဲ့အမြင်ရှိနေပြီဆိုလို့ရှိရင်တော့လာယာခတိဟာဒီနှမျိုးတွေကတစ်ခုခုပဲဖြစ်နိုင်တယ်နော်ပုံနာငါပြောလိုက်မယ်ခွေးကျင့်ကိုကျင့်မဲ့ဆိုလို့ပြပြဝဝအောင်မြင်မြင်ကျင့်ရင်ခွေးဖြစ်မယ်မအောင်မြင်ဘူးဆိုငရဲကြမယ်သူကဘယ်ဟာမှမကောင်းနော်ခွေးလို့အောင်မြင်မြင်ခွေးလို့ကျင့်တယ်ဆိုတာအိတ်ထားခွေးလို့အိတ်တယ်နော်စားတော့လေခွေးလို့စားတယ်ကျင့်ကြီးကျင့်ငယ်စုံတော့လေခွေးလို့ပဲသွားရင်လေလေးဘက်ထောက်သွားတယ်အလုံးခွေးရဲ့စတိုင်အပြည့်ဝယူထားတာဒီလိုဆိုလို့ရတယ်နော်ခွေးစတိုင်အပြည့်ဝယူရအဲ့ဒီတိုင်တတ်နိုင်သမျှခွေးလို့နေခွေးလို့ကျင့်အဲ့လိုလေမြတ်စွာဘုရားကဖြေလိုက်ရောမေးတဲ့သူကနွားလို့ကျင့်တဲ့သူကမေးတာဘယ်သူအတွက်မေးတာတော့ဆိုခွေးလို့ကျင့်တဲ့သူတငယ်ချင်းအတွက်မေးပေးတာဟိုလူကနားထောင်နေတာအဲ့တော့မြတ်စွာဘုရားကခွေးလို့ကျင့်တာအပြည့်အဝကျင့်ရင်ခွေးဖြစ်မယ်အပြည့်အဝမဟုတ်ဘူးဆိုရင်ငရဲကြမယ်ဘာကြောင့်ငရဲကြတာတော့ဆိုမှားရွေးနဲ့အမြင်ရှိလို့ငရဲကြတာ
အဲ့လိုလည်းပြောလိုက်ရောခွေးလို့ကျင့်တဲ့သေနိယဆိုတာကဖះရှိမှငိုတော့တာပဲသူကမျက်ရည်ကြီးငယ်ပေါက်ပေါက်ကြာပြီးတော့ဖះရှိမှအတန်ထွက်ပြီးတော့ငိုတာအဲ့တော့မြတ်စွာဘုရားကပုံနာကိုပြောတယ်နွားလို့ကျင့်တဲ့ကောင်ပြောတာမင်းကမမေးပါနဲ့လို့ပြောတာမရဘူးတဲ့ဒီမင်းကမမေးနဲ့လို့ငါပြောတာမရဘူးတဲ့အခုဟိုကောင်ငိုးနေပြီနော်ဟိုကောင်ငိုးနေပြီငါပြောတာမရဘူးအဲ့တော့သူကလျှောက်တယ်အရှင်ဘုရားတဲ့အရှင်ဘုရားပြောလို့ငိုတာမဟုတ်ပါဘူးတဲ့တပည့်တော်ဟာဒီခွေးအကျင့်ကိုနှစ်ပေါင်းများစွာဆောက်တည်ပြီးတော့စနစ်တကျလိုက်နာကျင့်သုံးခဲ့တာဖြစ်ပါတယ်ဒါလောက်စနစ်တကျလိုက်နာကျင့်သုံးပြီးနှစ်ပေါင်းများစွာလှုပ်ထားတဲ့ဟာကအခုလို့ဖြစ်ရမယ်ဆိုတော့တပည့်တော်ဝမ်းနဲ့လို့ငိုတာပါရှင်ဘုရားပြောလို့ငိုတာမဟုတ်ပါဘူးဆိုပြီးတော့ तू ကနွားလို့ကျင့်တဲ့ပုံနာအတွက်မိကုံးမိပြန်တယ်အရှင်ဘုရားဒါတပည့်တော်တန်ခဲ့ခြင်းပုံနာပါ तू ကနွားလို့ကျင့်တာနဲ့ तू လည်းပဲနွားကျင့်ကိုနှစ်ပေါင်းများစွာဆောက်တည်ထားတယ်နွားလို့ကျင့်နေတာခုမှမဟုတ်နှစ်ပေါင်းများစွာကျင့်တာအဲ့တော့သူ့ရဲ့လာရဂတိရောဘာဖြစ်မလဲဆိုတော့မြတ်စွာဘုရားကသေနိယမင်းဒီမေကုန်းကိုထားလိုက်ငါ့ကိုမမေးနဲ့မဟုတ်ပါဘူးဗျာပေးပြရစီပါဒုတိယအချိန်မြတ်စွာဘုရားကမမေးပါနဲ့ဆိုမေးပြန်တတိယအချိန်ထိအောင်မြတ်စွာဘုရားတာမြစ်တော်လဲသူကဆက်ပြီးတော့မေးတယ်နွားကျင့်ကိုပြီးပြီးဝါကျင့်သူဘာဖြစ်မှာလဲဆိုတော့မြတ်စွာဘုရားကဲမင်းကိုငါမေးပါနဲ့လို့အချိန်ချင်းတားရတဲ့နဲ့မင်းကမေးပြန်ပြီအဲ့တော့ငါပြောရမှာပေါ့ကွာလောကမှာတဲ့သေနိယနွားကျင့်ကိုပြည့်ပြည့်စုံစုံစင်ဆက်မပြတ်နော်နွားကျင့်ကိုကျင့်မယ်နွားရဲ့အလေးထားတွေလိုက်နှုတ်မယ်နွားစိတ်မွေးမယ်နွားရဲ့စတိုင်အပြည့်အဝရှုမယ်ဆိုလို့ရှိရင်သူကသေနွားပဲဖြစ်မှာသေနွားဖြစ်မှာလေအကယ်၍ဒီအကျင့်နဲ့အပြည့်ရောက်ပြီးတော့တကူကြီးတဲ့နတ်ဖြစ်တယ်လို့ယုံကြည်မဲ့ဆိုလို့ရှိရင်အဲ့ဒါမှားရွံ့တဲ့ယုံကြည်ချက်ဖြစ်နေတယ်အဲ့ဒီမှားရွံ့တဲ့ယုံကြည်ချက်ကိုလက်ခံကျင့်သုံးထားတဲ့ပုဂ္ဂိုလ်တယောက်ဟာလာရဂတိနှမျိုးပဲရှိတယ်ငရဲနဲ့တိရစ္ဆာန်တစ်မျိုးမျိုးပဲဖြစ်မယ်သေနိယနှိကုံးချုပ်ပြောလိုက်မယ်နွားလို့ကျင့်တဲ့အကျင့်ကိုအောင်မြင်မြင်ကျင့်မဲ့ဆိုလို့ရှိရင်ဒီလိုအနွားပဲဖြစ်မယ်အကယ်၍မအောင်မြင်မှုဆိုရင်ရဲကြမယ်အဲ့ဒီတော့ပုံနာဆိုတဲ့နွားလိုကျင့်တဲ့အကောင်ကလည်းငိုပြန်ရောနော်ငိုတော့မြတ်စွာဘုရားအသေးနည်းအောင်ပြောတာမင်းလည်းငါပြောတာပဲမမေးပါနဲ့လို့ဆိုဟိုကောင်ငိုပြန်ပြီပေါ့ဆိုတော့ရှင်ဘုရားပြောလို့ငိုတာမဟုတ်ပါဘူးတဲ့တပည့်တော်နှစ်ပေါင်းများစွာနွားကျင့်ကိုကျင့်လာခဲ့တာအဲ့ဒါအတွက်ရှုကြုံမရလို့ငိုတာပါလို့ဆိုပြီးတော့သူကဘာလျှောက်တော့တပည့်တော်ရှင်ဘုရားပေါ်မှာယုံကြည်ပါတယ်တဲ့တပည့်တော်ကျင့်တဲ့နော်နွားကျင့်ကိုပယ်ဖြတ်နိုင်လောက်အောင်တပည့်တော်နွားကျင့်ခဲ့တဲ့ပုဂ္ဂိုလ်ဖြစ်တယ်အဲ့ဒီနွားကျင့်ကိုစွန့်လွတ်နိုင်အောင်ရှင်ဘုရားတပည့်တော်ကိုရှင်ပြနိုင်လိမ့်မယ်လို့တပည့်တော်ယုံကြည်ပါတယ်တပည့်တော်ရဲ့တန်ငယ်ချင်းသေနိယဆိုတဲ့ပုဂ္ဂိုလ်လဲသူလဲခွေးကျင့်တာနှစ်ပေါင်းများစွာကြာလာပြီရှင်ဘုရားကရှင်းပြလို့ရှင်လေသူလဲခွေးကျင့်ကိုစွန့်ပယ်နိုင်လိမ့်မယ်လို့ယုံကြည်ပါတယ်လို့သူတို့နှစ်ယောက်စလုံးဒီအကျင့်တွေကိုစွန့်လွတ်နိုင်လောက်အောင်ရသော်ဗျာကိုယုံကြည်ပါတယ်တရားဟောပေးပါသူတို့မှားယွင်းကြောင်းကိုသိအောင်
တရားဟောပေးပါဆိုမြတ်စွာဘုရားအဲ့ဒီမှာနွားချင်းနဲ့ခွေးချင်းရဲ့လာရကတိကိုဟောပြီးပြီအဲ့ဒီချိန်မှာမြတ်စွာဘုရားကံ၄ပါးကိုရှင်းပြလိုက်တာသူတို့နှစ်ယောက်ကိုကံ၄ပါးပဲရှင်းပြတယ်တခြားတရားမဟုတ်ဘူးဘာလို့လဲဆိုရင်သူတို့လိုက်တာကျင့်သုံးမှုနဲ့ပတ်သက်ပြီးနေ့စဉ်လုံးနေတဲ့ကံတရားဟာဘယ်လိုအကျိုးပေးတယ်ဆိုတာကိုသိရှိနားလည်အောင်ဒါဗုဒ္ဓဟောကြားကံ၄ပါးဆိုတာဒီမှာတမန်ကံတွေနဲ့ထူးခြားတဲ့ဒါကံ၄ပါးရသော်ပြသုံးတဲ့စကလုံးနဲ့ကြည့်ကံ၄ပါးဆိုတာတဲ့အမဲရောင်ဖြစ်ပြီးတော့အမဲရောင်အကျိုးကိုပေးတဲ့ကံကတစ်ခုနော်ဆိုလိုတာကအလုပ်တစ်ခုဟာမကောင်းတဲ့အလုပ်ဖြစ်ပြီးမကောင်းတဲ့အကျိုးပေးတာစာလို့ပြောမယ်ဆိုရင်ကံဏဝိပါကကံဏဆိုတာမဲနဲ့တော့ကံဏဝိပါကမဲနဲ့တော့အကျိုးဆိုအထိပ္ပယ်ကမဲတာဒီအယောင်မဲလို့ပြောတာမဟုတ်ဘူးဘဝမှာဘယ်တော့မှမတောက်ပြောင်နဲ့မကောင်းမှုအကုသိုလ်အလုပ်ကိုကံကိုကဏလို့ခေါ်တယ်အမဲနော်အမဲရောင်အကျိုးပေးတော့လည်းမကောင်းတဲ့ဆင်းရဲတဲ့အကျိုးပေးတာကိုကဏ္ဍဝိပါကမကောင်းမှုလုပ်ပြီးတော့မကောင်းတဲ့အကျိုးရတယ်အဲ့ဒါကိုကဏ္ဍဝိပါကအမဲရောင်ဖြစ်ပြီးတော့အမဲရောင်အကျိုးပေးတယ်ဆိုလိုတဲ့အဓိပ္ပာယ်ကဆိုးရတဲ့ကံတရားသည်ဆိုးရတဲ့အကျိုးပေးတဲ့ကံတဘာဝကဆိုးရပြီးတော့အကျိုးပေးတော့လဲဆိုးရတယ်ဆိုကံနော်တဘာဝကဆိုးတဲ့အကျိုးကိုလည်းပေးတယ်ကဏ္ဍဝိပါကအဲ့ဒီကဏ္ဍဆိုတဲ့အသုံးမျိုးဥပမာဆိုတော့ခုခေတ်သုံးတာရှိတယ်လူတယောက်ကို playlist စရင်ထဲမှာအစိုးစရင်နဲ့ထည့်လိုက်တာခုခေတ်လူတွေကအမဲစရင်လို့ဘာသာပြန်နေကြတယ်မဲစရင်ပြောတာမဟုတ်ဘူး playlist ဆိုတာကြီးဘာလို့တိုက်ရိုက်ကြည့်ဘာသာပြန်ပြီးသုံးတယ်လည်းမသိဘူးတကယ်ကတော့ playlist ဆိုတာအမဲစရင်လို့ပြောတာမဟုတ်ဘူးနာမည်ပြက်စရင်မကောင်းတဲ့စရင်မကောင်းတဲ့စရင်နဲ့ပါတယ်ပေါ့ဆိုးရတဲ့စရင်အဲ့လိုဆိုလို့တယ်ဒီမှာလည်းပဲကဏ္ဍဝိပါကဆိုတဘာဝကလည်းဒီအလုပ်ဟာဆိုးရတဲ့အကျိုးပေးတယ် playlist အဲ့ဒါမျိုးပြောတာပဲမကောင်းတဲ့စရင်နာမည်ပြက်စရင်လို့ဆိုလို့တယ်ပေါ့နော်နာမည်ပြက်တဲ့စရင်အဲ့တော့မြတ်စွာဘုရားလည်းအဲ့လိုသုံးတာရှိတယ်ကဏ္ဍဝိပါကဒါနံပါတ်1နံပါတ်2ကျတော့သုတ်ကဝိပါကစကလုံးအရာပြောမယ်ဆိုသုတ်ကဆိုတာဖြူစင်တာသုတ်ကဝိပါကဖြူစင်တော့အကျိုးကာလကိုပြောတာမဟုတ်ဘူးလှုပ်တဲ့ကံတရားဟာကောင်းပြီးတော့အကျိုးကလည်းကောင်းတဲ့အကျိုးပေးတယ်ကံတရားတဘာဝလည်းကောင်းတဲ့အကျိုးလည်းပေးတယ်လို့ဆိုလို့တယ်နောက်တတိယမျိုးစားပါတော့ဆိုရင်ကဏ္ဍသုတ်ကဝိပါကံအဖြူမဲဆိုတဲ့အသုံးကိုသုံးထားတာအဲ့တော့ကောင်းတာမကောင်းတာကံတရားကလည်းတဘာဝအပြင်ကောင်းတာမကောင်းတာနှစ်ခုရောနေတယ်အကျိုးပေးတော့လည်းအကောင်းမကောင်းနှစ်ခုရောပြီးတော့အကျိုးပေးတဲ့ကံဒါတတိယမျိုးစားနောက်တစ်ခါနံပါတ်4ကျတော့အကဏ္ဍအတုတ်ကံအကဏ္ဍအတုတ်ကဝိပါကံကမေခယယတောတတိအဲ့တော့ဒီကံကျတော့အမဲမကောင်းတာလည်းမဟုတ်ဘူးကောင်းတာလည်းမဟုတ်ဘူး
စကလုံးနဲ့ပြောရဆိုရင်ဖြူလည်းမဟုတ်ဘူးအမဲလည်းမဟုတ်ဘူးဖြူလည်းမဟုတ်ဘူးမဲတဲ့အကျိုးဖြူတဲ့အကျိုးလည်းပေးတာမဟုတ်ဆိုလိုတာကတဘာဝအဖြစ်အကောင်းလို့လည်းမဆိုနိုင်ဘူးအဆိုးလို့လည်းမဆိုနိုင်ဘူးအကျိုးပေးတာကလည်းပဲအကောင်လည်းမဟုတ်ဆိုးလည်းမဟုတ်တဲ့အကျိုးပေးပြီးတော့ကံအားလုံးကိုဖယ်ရှားပြစ်နိုင်တဲ့ကံတရားတဲ့အဲ့တော့ဒီလိုကံလေးမျိုးကိုမြတ်စွာဘုရားဟောတာတော့ရှင်းရှင်းပြောရမယ်ဆိုလို့ရှိရင်ခါတိုင်းပြောနေကြအတိုင်းပြောမယ်ဆိုရင်ကုသိုလ်ကံအကုသိုလ်ကံ